ဒီနေ့ကျွန်တော်တို့ hardware ကအကြောင်းသားတွေ data လမ်းကြောင်း CPU အောက်ထဲထိရောက်မရောက်တိုင်းတာတဲ့သင်ခန်းစာသင်ကြားပေးနေတာပဲဖြစ်ပါတယ် USB ကောင်းလဲပြီး data မသိတဲ့အခါ driver laptop မှာ driver တွေကြီးပဲထည့်เสียမလို့ပါ USB ကောင်းရဲ့ပတ်လန်းတွေရောကောင်းရဲ့လား data လမ်းကြောင်းကောင်းရဲ့လားအဲ့ရစစ်ဖို့လိုပါတယ်အဲ့တော့ data လမ်းကြောင်းပြတ်တောက်သွားတဲ့အခါဘာတွေစစ်ကမှာလဲဘာတွေတိုင်းရမှာလဲဘယ်နေရာကိုဂျာမာကြော်ရမှာလဲဆိုတာတွေကို IC အောက်ထဲထိပတ်လန်းတိုင်းတဲ့သင်ခန်းစာသင်ကြားပေးနေတာဖြစ်ပါတယ်ဒါမှသာ USB ကောင်းလဲပြီး data မသိတဲ့အခါဘယ်နေရာတွေကိုစစ်ကမှာလဲဆိုတော့သူတို့သိရှိသွားမှာဖြစ်ပါတယ်ခုလိုမျိုးပညာရပ်တွေကိုလေ့လာသင်ယူခြင်းနဲ့ဆိုရင်39က420 321ကိုဆက်သွယ်ပြီးစုံစမ်းပြီးမြင်နိုင်ပါတယ်